ဇလန်းအစမှာတော့လောကဒဏ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကြားမှာအရွယ်နဲ့မမျှအောင်ရင်းချက်ခဲ့ရတဲ့ရန်ဦးဆိုတဲ့မိန်းကလေးတစ်ယောက်ကိုမိတ်ဆက်ပေးထားပါတယ်။သူမရဲ့ဖခင်ကတင်မောကပရိန်တစ်ယောက်ဖြစ်ပြီးပင်လယ်ပြင်မှာပဲအချိန်ကုန်နေတတ်တာကြောင့်ဖခင်မြစ်တာဆိုတာဘာလဲဆိုတာသူမတေချာမသိခဲ့ရပါဘူး။နောက်ပိုင်းမှာဖခင်ဖြစ်သူတင်မောမောက်ပြီးဆုံးပါသွားသလိုမကြခင်မှာပဲဖျားနာနေတဲ့မိခင်ဖြစ်သူပါဆုံးပါသွားခဲ့ပါတယ်။မိခင်ရဲ့ဇာပနမှာတယောက်တည်းကြံရစ်ခဲ့တဲ့ရန်ဦးဟာနောက်နောင်ဘသူ့ကိုမှအာမကိုပဲတန်မာတဲ့မိန်းမတစ်ယောက်ဖြစ်ရမယ်လို့ကိုဂရုပေးခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အခါမှာတော့ရန်ဦးဟာအသက်30ကျော်ရွယ်အောင်မြင်ကျော်ကြားတဲ့ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်အကျင့်ပြတ်ခြစားမှုနဲ့ပတ်သက်တဲ့အမှုတွေကိုလိုက်ပေးတဲ့နေရာမှာသူမကိုရှင်းနိုင်သူမရှိသလောက်ပါပဲ။သူမရဲ့ဘဝဟာအလုတ်ကုန်ချက်နဲ့အောင်မြင်မှုတွေအပေါ်မှာပဲတိဆောက်ထားတာဖြစ်ပြီးအိမ်အောင်ပြုဖို့ဆိုတာသူမရဲ့စိတ်ကူးထဲမှာတော့မရှိခဲ့ပါဘူး။ဒီနေ့မှာတော့သူမဟာကိုရီးယားမှာအချမ်းသာဆုံးမိသားစုတစ်ခုရဲ့သားဖြစ်သူပါဝင်ပတ်သက်နေတဲ့အမှုတစ်ခုကိုကင်တွယ်ရပါတယ်။သူမဟာနင့်နာသူရဲ့မိခင်ကိုအမှုရုပ်သိမ်းဖို့အကြံပေးခဲ့ပါတယ်။ဒီလောက်ချမ်းသာတဲ့သူတွေကိုရှင်ရင်ရှုံးမှာပဲပြီးတော့သတင်းတွေထွက်လာရင်ရှင်သမီးပဲအရှိတ်ရလိမ့်မယ်ဆိုတဲ့သူမရဲ့စကားတွေကြောင့်နင့်နာသူမိခင်ဟာဒေါသတကြီးနဲ့အိမ်အောင်မရှိကလေးမရှိတဲ့နင့်လိုမိန်းကလေးကမိခင်တယောက်ရဲ့ခံစားချက်ကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။သူမရဲ့စီနီယာရှေ့နေတယောက်ကလည်းရှေ့နေဆိုတာစင်ရဲသားတွေဘက်ကရက်တီပေးရမှာအခုတော့မင်းကချမ်းသာတဲ့သူတွေရဲ့လက်ကင်တုပ်ဖြစ်နေပြီလို့သတိပေးခဲ့ပေမဲ့သူမကတော့ဂရုမစိုက်ပါဘူး။အဲဒီညမှာပဲသူမဟာလုပ်ငန်းရှင်ကြီးတယောက်စီကနေဇိမ်ခံတိုက်ခန်းစီမံကိန်းအတွက်လူနေအိမ်အိုတွေကိုဖယ်ရှားပေးဖို့အလုပ်တစ်ခုကိုထပ်ပြီးလက်ခံလိုက်ပါတယ်။လက်ဆောင်အနေနဲ့ကားအသစ်တစ်စီးနဲ့ VVIP ဈေးဝယ်ကတ်တစ်ခုကိုလည်းရရှိခဲ့ပါတယ်။ရန်ဦးမှာသူမရဲ့မိခင်စီကအငွေရခဲ့တဲ့မျက်စိအမြင်အာရုံချို့ယွင်းတဲ့ယောဂတစ်ခုရှိပါတယ်။အိမ်ပြန်လန်းမှာပတ်ဝန်းကျင်တစ်ခုလုံးဝေဝါးနေတာကြောင့်သူမဟာကားမောင်းနေရင်မျက်မှန်ကိုအလောတကြီးရှာဖွေခဲ့ပေမဲ့မျက်မှန်မတက်ရသေးခင်မှာပဲမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတော့တယ်။သူမပြန်နိုးလာတဲ့အချိန်မှာတော့ထူးဆန်းတဲ့အဆောက်အဦကြီးတစ်ခုတည်းကိုရောက်နေပြီးဘာတွေဖြစ်နေမှန်းမသိပဲဝေခွဲမရဖြစ်နေပါတယ်။သူမဟာနံပါတ်လေးတစ်ခုကိုကင်ပြီးကောင်တာမှာရှိတဲ့အမျိုးသမီးတစ်ယောက်စီကိုရှောက်သွားလိုက်ပါတော့တယ်။ကောင်တာကအမျိုးသမီးဟာရန်ဦးရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါတုံးလို့စရာအမှားယွင်းတစ်ခုကိုရှာတွေ့သွားပါတယ်။အဲ့ဒါကတော့ရန်ဦးဟာအခုချိန်မှာတရားမဲ့သူမဟုတ်သေးပဲဝိညာဉ်ဖမ်းတဲ့သူတွေကမှားယွင်းဖမ်းဆီးခဲ့တာပါလက်ခံရေးဌာနကဝန်ထမ်းဟာဒီအမှားကိုအထက်လူကြီးစီအမြန်သတင်းပို့လိုက်ပါတယ်ရန်ဦးဟာတကယ်တော့အသက်80ကျော်အထိနှစ်ပေါင်းများစွာအသက်ရှင်ရမယ့်သူပါဒီအမှားကြောင့်စနစ်တစ်ခုလုံးကမောက်ကမဖြစ်သွားတာကြောင့်ကြီးကြပ်ရေးမှူးလီဆိုသူကဒေါသတကြီးနဲ့ရန်ဦးကိုခေါ်ယူတွေ့ဆုံပါတယ်ရန်ဦးဟာဖြစ်ပျက်သမျှကိုမယုံနိုင်ပဲထိတ်လန့်တုန်လှုပ်နေချိန်မှာလီကဖြည့်ရှင်းလေးတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့တက်တန်းကုန်ဖို့တလအလိုမှာစောစီးစွာအသက်ဆုံးပါသွားတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အကယ်၍ရန်ဦးကအဲ့ဒီအမျိုးသမီးရဲ့ကြံရှိနေတဲ့တလရာဘဝကိုအစားဝင်နေထိုင်ပေးမယ်ဆိုရင်သူမကိုလူပြည်ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။အဲ့ဒီတလကိုအောင်မြင်ဖြစ်ကျော်နိုင်ရင်တော့ဈေးရုံမှာသတိမိမျောနေတဲ့ရန်ဦးရဲ့မူလခန္ဓာကိုယ်တွေကိုဝိညာဉ်ပြန်ထည့်ပေးမှာပါ။တခြားရွေးချယ်စရာမရှိတဲ့ရန်ဦးလည်းသဘောတူလိုက်ပြီးအတီးပြုတ်ချက်ခလုတ်ကိုနှိပ်လိုက်တဲ့အခါလူလောကတွေကိုပြန်လည်ရောက်ရှိသွားပါတယ်။ဒါပေမဲ့သူမမျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ထိတ်လန့်စရာအခြေအနေကိုကြုံတွေ့လိုက်ရပါတယ်။သူမဟာသပင်စုပ်ပွားနွမ်းဖက်နေတဲ့အဝတ်စားတွေနဲ့မောပန်းနွမ်းနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ထဲကိုရောက်နေတာပါ။အခန်းထဲကိုအမျိုးသားတစ်ယောက်ပြေးဝင်လာပြီးအဲ့ဒီသူဟာသူမရဲ့ခင်ပွန်းကင်ဆန်ဖြစ်မှန်းသိလိုက်ရသလိုအပြင်ထွက်ကြည့်တဲ့အခါမှာလည်းဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်နဲ့သားငယ်လေးတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။နာမည်ကြီးရှိနေမလေးရန်ဦးဟာရုတ်တရက်ဆိုသလိုကလေးနှစ်ယောက်မိခင်အင်ရှင်မဘဝကိုရောက်သွားတာပါ။သူမဟာသားငယ်လေးကိုကျောင်းကားမှတ်တိုင်အထိလိုက်ပို့ပေးပြီးအိမ်ပြန်มาတော့ရက်ွက်ထဲကတခြားအိမ်ရှင်မတွေကသူမကိုအလုပ်ကင်ရှာဖို့ခေါ်သွားကြပါတယ်။အဲဒီနောက်မှာလည်းကဖေးတစ်ခုမှာထိုင်ပြီးရောက်တဲ့ရာအကြောင်းအရာတွေပြောနေကြတာကိုနားထောင်ရင်းရန်ဦးတယောက်စိတ်ဖိစီးမှုတွေအကြီးကျယ်တက်လာပါတော့တယ်။ရန်ဦးဟာတန့်စင်ခန်းထဲကိုပြေးဝင်ပြီးအနားယူနေချိန်မှာကြီးကြပ်ရေးမှူးလီကပြန်ပေါ်လာပါတယ်။သူမကဒီအစီအစဉ်ကိုဖျက်သိမ်းပြီးမူလဘဝကိုပြန်ပို့ပေးဖို့တောင်းပန်ပေမဲ့လီကညှင်းဆိုခဲ့ပါတယ်။ဂတိဆိုတာဂတိပဲလို့ပြောရင်ဒီဘဝတစ်ကိုညှင်းဆန်မနေပဲကျေးဇူးတင်စိတ်နဲ့နေထိုင်ကြည့်ဖို့ဒီဘဝကိုအခွင့်အရေးတစ်ခုအနေနဲ့လက်ခံဖို့သူမကိုတိုက်တွန်းခဲ့ပါတော့တယ်။ဘဝကိုပြောင်းလဲပစ်ဖို့ဘာမှမတက်နိုင်တော့တဲ့အဆုံးရန်ဦးဟာသူမရောက်ရှိနေတဲ့လက်ရှိဘဝကိုပဲလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အရာရာတိုင်းကသူမအတွက်အစိမ့်သက်သက်ဖြစ်နေပေမဲ့လည်းတာမန်အိမ်ရှင်မတယောက်လိုနေထိုင်နိုင်ဖို့အစွမ်းကုန်စူးစမ်းပါတော့တယ်။ဒါပေမဲ့လက်တွေ့ဘဝကသူမထင်သလောက်မလွယ်ကူခဲ့ပါဘူး။စူပါမားကတ်မှာဈေးဝယ်နေတော့ခင်မွန်းဖြစ်သူရဲ့ကပတ်စံမလောက်လို့အငင်းခံရတဲ့အခါမှာသူမဟာဒီဘဝရဲ့ခါးသီးတဲ့အမှန်တရားကိုပထမဆုံးအကြိမ်စတင်ခံစားလိုက်ရပါတယ်။ညနေပိုင်းမှာခင်မွန်းဖြစ်သူကင်ဆန်နဲ့သားဖြစ်သူဟာနုတို့အိမ်ပြန်ရောက်လာတဲ့အခါထမင်းစပွဲပေါ်ကဟင်းကိုကြည့်ပြီးစွန့်သွားကြပါတယ်။စပွဲပေါ်မှာအသားတပွဲပဲရှိပြီးတခြားအရန်ဟင်းတွေဘာမှမရှိတာကြောင့်ပါ။
ရန်ဦးကတော့အေးအေးဆေးဆေးပဲရှိတာနဲ့ပဲစားလိုက်ကြလို့ပြောလိုက်ပါတယ်။အဆိုးဆုံးကတော့ညဘက်အိတ်ခမ်းဒီအချိန်မှာပါ။ကင်ဆန်ကဇနီးမောင်နှံတို့ရဲ့သတ်မှတ်ထားတဲ့အတူတူနေရမယ့်ညအဖြစ်ချင်းကပ်လာတဲ့အခါမှာတော့ရန်ဦးတယောက်ထိတ်လန့်သွားပြီးသူမရဲ့ပင်ကိုဗီဇအတိုင်းသူ့ကိုတွန်းထုတ်ပြီးခုခံလိုက်တာကြောင့်ခင်ပွန်းဖြစ်သူလည်းအံ့အားသင့်သွားရပါတယ်။နောက်တနေ့မနက်မှာတော့ကင်ဆန်ဟာသူ့ဇနီးဘာတွေဖြစ်နေတာလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေပါတယ်။တငယ်ချင်းဖြစ်သူကမိမိမဖောက်ပြန်နေတာလားလို့တန်တရားဝင်ခိုင်းပေမဲ့ကင်ဆန်ကတော့သူ့ဇနီးဟာဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကိုအခိုင်အမာယုံကြည်ထားပါတယ်။တစ်ဖက်မှာလည်းကင်ဆန်ဟာရုံးမှာသူ့ရဲ့အထက်လူကြီးကြောင်ဟွန်းကိုသူကိုယ်တိုင်စ조사ပန်းစားဒီဇိုင်းထုတ်ထားတဲ့ယထာလန်စုညံတန်ထိန်းချုပ်တဲ့စနစ်တစ်အကြောင်းတင်ပြခဲ့ပါတယ်။ဒါဟာလုပ်ငန်းနယ်ပယ်ကိုပြောင်းလဲပြစ်နိုင်မယ်လို့သူကယုံကြည်ထားတာပါ။ဒါပေမဲ့သူ့အထက်လူကြီးကတော့ဒါကိုစိတ်မဝင်စားတဲ့အပြင်ပတ်စံပို့ရမယ့်လမ်းဘေးပလက်ဖောင်းပြုပြင်ရေး project ကိုပဲအာရုံစိုက်ဖို့အမိန့်ပေးပြီးနှိမ်ချလိုက်ပါတယ်။ဒီအချိန်မှာပဲရန်ဦးဟာရက်ကွက်ထဲကအင်ရှင်မတွေနဲ့ပြန်ဆုံမိပါတယ်။စကားပြောရင်းနဲ့သူတို့နေထိုင်တဲ့အင်ယာဝင်းကြီးကိုဖျက်သိမ်းမဲ့ကိစ္စကိုတားဆီးဖို့စ조사နေကြတဲ့အကြောင်းသိလိုက်ရပါတယ်။အဲ့ဒီအင်ယာဖျက်သိမ်းရေး project ဆိုတာကတော့တကယ်တော့ရန်ဦးရဲ့မူလဘဝမှာသူမကိုယ်တိုင်အကောင့်ထဲပေါ်ပေးခဲ့တဲ့ project ကြီးဖြစ်နေပါတော့တယ်။ရန်ဦးဟာသူမရဲ့အရင်တိုက်ခန်းဟောင်းစီအပြေးသွားပြီး project စာရွက်စာတမ်းတွေနဲ့အတူအရင်ကစုလက်အနေနဲ့ရထားတဲ့ credit card ကိုယူလိုက်ပါတယ်။သူမဟာမနေနိုင်မထိုင်နိုင်ပဲအဲ့ဒီကတ်ကိုသုံးပြီးတန်ဖိုးကြီးအဝတ်စားတွေနဲ့ဒစိမ့်မြင့်အိတ်တွေကိုဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့ငွေရှင်းတဲ့အခါမှာတော့ကတ်ပေါ်ကနာမည်နဲ့သူမရဲ့လက်ရှိပုံစံကကွာခြားနေတာကြောင့်အယောင်းဝန်တန်းကတန်တရားဝင်သွားပါတော့တယ်။ဒီအတော်အတွင်းမှာပဲသမီးဖြစ်သူဟာနုဟာကျောင်းကနာမည်ကြီးပြီးချမ်းသာတဲ့စီနီယာကျောင်းသားဟူနုနဲ့ဆုံခဲ့ပြီးစိတ်ကူးရင်စရာကောင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းတားငယ်လေးဟာရုကသူ့အမေနေမကောင်းလို့အပြုတ်မှုတွေထူးဆန်းနေတာလို့ထင်ပြီးဗီတာမင်ပလင်းလေးလာပေးတာကြောင့်ရန်ဦးရဲ့စိတ်ထဲမှာနှွေးထွေးမှုလေးစတင်ရရှိလာပါတယ်။ဒါပေမဲ့အိမ်မှာတော့ပြဿနာကအကြီးကျယ်တက်ပါတော့တယ်။ခင်ပွန်းဖြစ်သူကင်ဆန်ကရန်ဦးရဲ့ထူးဆန်းတဲ့အပြုတ်မှုတွေနဲ့အတူနေဖို့ညှင်းဆန်ခဲ့တာတွေကိုကြည့်ပြီးသူမမှာဖောက်ပြန်နေတဲ့သူရှိနေပြီလို့ဆွဆွဲပါတော့တယ်။အခြေအတင်ဖြစ်နေတော့မှပဲရန်ဦးဝယ်လာတဲ့တန်ဖိုးကြီးပစ္စည်းတွေကိုကင်ဆန်တွေ့သွားတဲ့အခါမှာတော့သူ့ရဲ့တန်တရားဟာပိုကြီးမားသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးကတ်ကိုခိုးတုံးနေဆိုတဲ့တန်တရားနဲ့ရန်ဦးကိုရဲစခန်းကိုဖမ်းခေါ်သွားပါတော့တယ်။ရဲစခန်းမှာတော့ရဲတွေကရန်ဦးလိုဆင်းရဲတဲ့အင်ရှင်မတယောက်ကဒီလိုဈေးဝယ်ကတ်မျိုးဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မလဲဆိုပြီးနှိမ်ချဆက်ဆံခဲ့ပါတယ်။အခြေအနေတွေဆိုးရနေချိန်မှာခင်ပွန်းဖြစ်သူကင်ဆန်ကရောက်လာပြီးဥပဒေကြောင်းအရကျွမ်းကျင်ပိုင်နိုင်စွာနဲ့ရန်ဦးဘက်ကနေခုခံကာကွယ်ပေးခဲ့ပါတယ်။သူဟာဥပဒေကြောင်းဆုံးခန်းတိုင်အောင်မတက်ခဲ့ရပေမဲ့ရှေ့နေတယောက်လိုပဲရဲတွေကိုအပြတ်သက်ခြေပနိုင်ခဲ့ပါတယ်။ဒီဖြစ်ရဟာရန်ဦးအတွက်တော့အလှည့်ပြောင်းတစ်ခုဖြစ်သွားပါတယ်။သူမကိုမဆိုင်မတွကာကွယ်ပေးတဲ့ဒီမျိုးသားအပေါ်သူမစတင်ပြီးစိတ်လှုပ်ရှားမိလာပါတယ်။အဲ့ဒီညမှာပဲကြီးကြပ်ရေးမှုဒီပြန်ပေါ်လာပြီးရန်ဦးကိုတတိပေးပါတယ်။ဒီထက်ပိုပြီးပြဿနာရှာရင်သူမရဲ့နေရာမှာတခြားသူတယောက်နဲ့အစားထိုးလိုက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အိမ်ထဲပြန်ဝင်လာတဲ့အခါကင်ဆန်ကရန်ဦးကိုစိတ်မဆိုးတဲ့အပြင်သူမကိုရဲစခန်းမှာနှိမ်ချဆက်ဆံခံရတာကိုပဲစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူဟာအရင်ကဂယုမဆိုင်မိခဲ့တဲ့အတွက်တောင်းပန်ပြီးနောက်မှာသူမကိုပို့ပြီးပျော်ရွှင်အောင်ထားပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒီစကားတွေကြောင့်ရန်ဦးရဲ့စိတ်တွေပိုပြီးနူးညံ့လာပါတယ်။နောက်တနေ့ညဈေးမှာဟာရုဒူးပြဲသွားတာကိုကူညီပေးတဲ့ဈေးသည်တယောက်ကိုဆိုင်ကန်းရှင်အမျိုးသမီးကလာရောက်နှင်ထုတ်ပြီးရန်လုံနေတာကိုတွေ့တဲ့အခါရန်ဦးရဲ့ထိတ်တန်းရှိနေဗီဇာကပြန်ပေါ်လာပါတယ်။သူမဟာအဲ့ဒီအမျိုးသမီးရဲ့မတမာမှုတွေကိုလူအများရှေ့မှာတင်ဥပဒေနဲ့အညီဖော်ထုတ်လိုက်တာကြောင့်ရက်ကွက်ထဲကလူတွေကအင်ရှင်မတယောက်ရဲ့စွမ်းဆောင်ရည်ကိုအံ့ဩပြီးလက်ခုပ်တီးချီးကျူးခဲ့ကြပါတယ်။သမီးဖြစ်သူဟာနုဟာကျောင်းကစီနီယာဟူနုရဲ့ဖိတ်ခေါ်မှုနဲ့သူ့အိမ်ကိုလိုက်သွားခဲ့ပါတယ်။မင်းသမီးဖြစ်ချင်တဲ့ဟာနုရဲ့အိမ်မက်ကိုဟူနုကအတုံးချပြီးသူမကိုဖျားယောင်းခဲ့တာပါ။ဟူနုကသူမကိုအတင်းအဓမ္မနမ်းဖို့စ조사ပြီးဖုန်းနဲ့ဗီဒီယိုခိုးရိုက်ထားတာကိုသိလိုက်ရတဲ့အခါဟာနုဟာထွက်ပြေးဖို့စ조사ပေမဲ့အနိုင်ကျင့်ခံလိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါဟာနုရဲ့ထူးဆန်းတဲ့အမူအရာနဲ့ဒဏ်ရာတွေကိုမြင်ပြီးရန်ဦးရဲ့ရင်ထဲမှာဘုံပေါက်ကွဲသလိုခံစားလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ဟူနုဘက်ကရှေ့နေကငွေနဲ့လာပေါက်ပြီးအမှုကိုပိတ်ဖို့စ조사ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါရန်ဦးဟာအတိတ်ကသူမကိုယ်တိုင်လုပ်ခဲ့မှုတဲ့အမှားတွေကိုပြန်သတိရပြီးအိမ်သားထဲမှာရှိုက်ကြီးတင်ငိုကြွေးပါတော့တယ်။အရင်ကဆိုရင်သူမဟာအခုလိုငွေနောက်လိုက်ပြီးမျက်နာသူတွေကိုလစ်လူရှုခဲ့တဲ့သူမဟုတ်လား။သမီးဖြစ်သူဟာနုကတော့မေသမီးတို့ကဆင်းရဲပြီးအာနာမရှိတော့ပတ်စံယူပြီးပဲငြိမ်နေလိုက်ရအောင်လို့ပြောလာတဲ့အခါမှာတော့ရန်ဦးရဲ့ရင်ထဲမှာခါးတီးတဲ့ဝေဒနာကိုအလူးလဲခံစားလိုက်ရပါတော့တယ်။သမီးဖြစ်သူရဲ့လက်ကိုဆွဲပြီးအခန်းထဲကိုရန်ဦးပြန်ဝင်သွားပါတယ်။တစ်ဖက်ကရှေ့နေကတော့မောက်မာနေတုံးဖြစ်ပြီးကျောင်းအုပ်ကြီးကလည်းသူ့ဘက်ကပါနေခဲ့ပါတယ်။သူတို့ကရန်ဦးကိုဘာမှမတက်နိုင်တဲ့အင်ရှင်မတယောက်လိုပဲထင်နေကြတာပါ။
ဒါပေမဲ့ရန်ဦးကသူမရဲ့ဖုန်းကိုထုတ်ပြပြီးစကားပြောသမျှအကုန်လုံးကိုအစကတည်းကအတန်ဖန်ထားကြောင်းအေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။ရန်ဦးကဒီအမှုကိုကြေအေးပေးမှာမဟုတ်ပဲဟူးနုရဲ့ဘဝကိုလူသိရှင်ကြားပျက်စီးစေရမယ်ရှိနေရဲ့မတမာမှုတွေကိုဖော်ထုတ်မယ်အမှုကိုလစ်လျူရှုတဲ့အကြောင်းကိုလည်းတရားစွဲမယ်လို့ပြက်ပြက်သားသားကြေညာလိုက်ပါတယ်။ကြီးကြပ်ရေးမှုလီပေါ်လာပြီးသူမမှာအချိန်တစ်ပတ်ပဲကြံတော့ကြောင်းအချိန်စေ့ရင်သူမဟာကားအက်ဆီဒင့်နဲ့တေဆုံးရမှာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ရန်ဦးရဲ့ရင်ထဲမှာသူမချစ်မြတ်နိုးရတဲ့ကလေးတွေကိုထားခဲ့ရမှာကိုတွေးပြီးပူဆွေးသွားရပါတယ်။တစ်ဖက်မှာလည်းခင်ပွန်းဖြစ်သူကင်ဆန်ဟာနိုင်ငံခြားကိုအလုပ်ပြောင်းရွှေ့ခံရမယ့်အမိန့်စာထွက်လာပါတယ်။ထပ်ပြီးစိတ်မကောင်းစရာဖြစ်ရက်ကတော့တားငယ်လေးဟာရူဟာရုတ်တရက်လဲကျသွားပြီးခွဲစိတ်မှုခံယူရမယ့်အခြေအနေဖြစ်လာတာပါ။ရန်ဦးဟာဟာရုရဲ့ကတင်ပေးမှာထိုင်ရင်သူမရဲ့အရင်ဘဝကအောင်မြင်မှုတွေစီးစိမ်တွေထက်မြစ်တာကိုပဲအလိုချင်ဆုံးဖြစ်ခဲ့တာကိုနားလည်သွားပါတော့တယ်။ဟာရုခွဲစိတ်ခန်းထဲဝင်သွားချိန်မှာလီကရောက်လာပြီးသူမရဲ့အချိန်ကုန်ပြီဖြစ်ကြောင်းအသင်းဆောင်နေတဲ့တက်စီပေါ်တက်ဖို့ပြောပါတယ်။ရန်ဦးကတားဖြစ်သူရဲ့ခွဲစိတ်မှုအောင်မြင်တာကိုမတွေ့ရဘဲမသွားနိုင်ဘူးလို့ငိုလိုတောင်းပန်ခဲ့ပါတယ်။သူမရဲ့အရင်ဘဝကဂုဏ်တက်တွေပိုင်ဆိုင်မှုတွေအကုန်လုံးကိုစွန့်လွတ်ပြီးဒီမှာပဲနေပါရစေလို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအခါမှာလီကမင်းအခုပျောက်ကွယ်သွားမှဟာရုရဲ့ယောဂါကလည်းမင်းနဲ့အတူပါသွားမှာလို့ပြောလိုက်တဲ့အခါရန်ဦးမှာရွေးချယ်စရာမရှိတော့ပါဘူး။သူမဟာကလေးတွေကိုနောက်ဆုံးနှုတ်ဆက်ခွင့်တောင်းခဲ့ပေမဲ့လီကခွင့်မပြုခဲ့ပါဘူး။သူမနှုတ်ဆက်ဖို့စ조사လိုက်တာနဲ့ကံကြမ္မာကဝင်ရောက်နှောက်ယှက်မှာဖြစ်တာကြောင့်ပါ။လီစကားပြောနေတော့မှပဲကုန်တင်ကားတစ်စီးဟာရန်ဦးရှိရာစီကိုအရှိန်နဲ့ဥတီပြေးဝင်လာပါတော့တယ်။ကုန်တင်ကားကြီးပြေးဝင်လာပေမဲ့ကြီးကြပ်ရေးမှုလီကအချိန်ကိုခဏရက်တန့်ပေးလိုက်ပြီးရန်ဦးကိုနောက်ဆုံးနှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်။ရန်ဦးခွဲစိတ်ခန်းရှိကိုပြေးသွားတဲ့အခါဟာရုရဲ့ခွဲစိတ်မှုအောင်မြင်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။သူမဟာမျက်လုံးမှာပတိစီးထားတဲ့တားငယ်လေးဟာရုကိုတွားတွေ့ပြီးသူမခဏလောက်ထွက်သွားရမှာဖြစ်ကြောင်းလိမ္မာပါနဲ့စွာနဲ့စောင့်နေဖို့ငိုယိုပြီးပြောခဲ့ပါတယ်။ဟာရုကလည်းမိမိအတန်ကအရန်တာရတာပဲတားလိမ္မာပါမယ်။ဒါပေမဲ့မြန်ပြန်လာတော့လို့ပြန်ပြောတဲ့အခါရန်ဦးရဲ့ရင်ထဲမှာအပိုင်းပိုင်းအဆအဆကွဲအပ်သွားသလိုခံစားလိုက်ရပါတယ်။အပြင်ထွက်လာတဲ့အခါမှာလည်းခင်ပွန်းဖြစ်သူကင်ဆန်ကိုသူမအပေါ်အချစ်လို့ခေါ်ပေးဖို့တောင်းဆိုခဲ့ပြီးကလေးတွေကိုစောင့်ရှောက်ပေးဖို့မှာကြားခဲ့ပါတယ်။ကင်ဆန်ကတော့ဒါဟာထာဝရနှုတ်ဆက်ခြင်းမှမသိပဲရန်ဦးထွက်သွားတာကိုငေးကြည့်ရင်ကြံရစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုရန်ဦးဟာသူမရဲ့မူလခန္ဓာကိုယ်ထဲမှာပြန်နိုးလာပါတယ်။သူမဟာဟာရုတို့ကိုလိုက်ရှာပေမဲ့သူတို့နေခဲ့တဲ့အိမ်ရောရက်ွက်ထဲမှာရောသူတို့ရဲ့အရေးအယောင်တောင်မရှိတော့ပါဘူး။တလားလောက်ကြာတဲ့အခါမှာတော့ရန်ဦးဟာသူမရဲ့စီနီယာရှိနေစီသွားပြီးကုမ္ပဏီကြီးရဲ့အဂတိလိုက်စားမှုအထောက်အထားတွေကိုပေးအပ်လိုက်ပါတယ်။သူမဟာအရင်ကလိုရက်ဆက်တဲ့ရှိနေမဟုတ်တော့ပဲစိတ်ထားနုညံ့တဲ့သူတယောက်အဖြစ်ပြောင်းလဲသွားပါပြီ။အိမ်မှာပစ္စည်းတွေတင်ဆင်းရင်းအဲဗန်ဟောင်းလေးကိုတွေ့တဲ့အခါရန်ဦးဟာထိတ်လန့်စရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့သူမကိုတစ်ချိန်လုံးလမ်းပြပေးပြီးစူပူချိန်မောင်းခဲ့တဲ့ကြီးကြပ်ရေးမှုလီဟာတကယ်တော့သူမရဲ့ကွယ်လွန်သွားတဲ့ဖခင်အရင်ခောက်ဖြစ်နေတာပါ။ဒါကိုသိသွားတဲ့အခါရန်ဦးဟာသူမတစ်သက်လုံးလိုချင်ခဲ့တဲ့ဖခင်မြတ်တာကိုနောက်ကျမှနားလည်ပြီးရှိုက်ကြီးတင်ငင်ငိုကြွေးပါတော့တယ်။နောက်ဆုံးမှာတော့ရန်ဦးဟာအရာရာကိုမေ့ဖြောက်ပစ်ဖို့နိုင်ငံခြားကိုထွက်ခွာဖို့လေရင်ပေါ်တက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်လေးတစ်ခုကိုရုတ်တရက်ကြားလိုက်ရပါတယ်။အဲ့ဒါကတော့တားငယ်လေးဟာရုပါပဲ။သူမအံ့ဩတကြီးကြည့်လိုက်တဲ့အခါကင်ဆန်နဲ့ဟာနုတို့ကိုပါတွေ့လိုက်ရပါတယ်။ဒါဟာအိမ်မက်မဟုတ်ပဲသူမတွေ့ကြုံခဲ့ရတဲ့မိသားစုဟာအပြင်လက်တွေ့ဘဝမှာတကယ်ရှိနေကြောင်းသိလိုက်ရတဲ့အခါမှာတော့ရန်ဦးဟာဝမ်းသာလုံးဆိုပြီးပြုံးသွားတဲ့မြင်ကွင်းလေးနဲ့ဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။နောက်များမှာလည်းအခုလိုမျိုးစိတ်ဝင်စားပွဲသူတရားစေမဲ့စကားကောင်းလေးတွေစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ပေးသွားပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။